တိုင်းဝင်နေကြကစားမယ်အဖေဗလာဆီမီဖိုင်နယ်ပွဲစဉ်ကျွန်တော်တို့ချက်စီးသင်းအတွက်တော့ရလက်စိုးတွေကြားကနေဗျာဒီလမ်းကြောင်းမှန်ပုံပြတ်တက်ဖို့အကောင်းဆုံးအခွင့်အရေးပါပြန်ဘက်ကဗျာလီယူနိုက်တက်ဖြစ်နေတဲ့အတွက်ဝင်ပါလေကွင်းကြီးထဲမှာပွဲရတကယ်ကိုအကျိတ်နဲ့ရှိလာမှာပါလက်ရှိမှာအသင်းရဗျာရှုံးပွဲအချို့နဲ့ရုံးကန်နေရလို့ဒီပရိသတ်တွေစိတ်ပြက်နေကြတာမှန်ပေမဲ့ဒီပွဲမှာတော့အသင်းသားအားလုံးပါဗျာသူတို့ရဲ့ဂုဏ်သိက္ခာအတွက်ရောပရိသတ်တွေအတွက်ပါဗျာအစွမ်းကုန်ပုံအောင်ကစားတော့ကြပါလိမ့်မယ်ဒါကဗျာဖလားတစ်လုံးရဖို့အတွက်တည်းမကပဲကျွန်တော်တို့အသင်းဘလောက်ထိတန်ပါလဲဆိုတာကိုပြသရမယ့်တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်အခုပွဲမှာအသင်းကိုယာယီနီးပြဗျာမက်ဖာလင်းကဥဆောင်ကင်တယ်သွားမှာဖြစ်ပါတယ်သူကဗျာအသင်းကိုကောင်းကောင်းသိတဲ့သူဖြစ်တာကြောင့်အခုကြုံတွေ့နေရတဲ့ပြဿနာတွေကိုဗျာဘယ်လိုဖြေရှင်းပြီးတော့ဒီကစားသမားတွေကိုဗျာဘယ်လိုစိတ်သက်မြင့်တင်ပေးရမလဲဆိုတာကစိတ်ဝင်စားဖို့တော့ကောင်းပါတယ်မက်ဖာလင်းအတွက်ဗျာဒီတောင်ဝင်ကမလွယ်ကူဘူးဆိုပေမဲ့သူကအခက်ခဲတွေကြားကနေဗျာရုံးထက်ပြနိုင်သူဖြစ်တယ်လို့ယုံကြည်ရပါတယ်သူ့ရဲ့နီးဗျူဟာအသစ်တွေနဲ့အတူဗျာအသင်းကိုကစားဟန်အပြောင်းလဲဖြစ်အောင်လှုပ်ဆောင်ပြီးတော့ဒီပရိသတ်တွေမျှော်လင့်နေတဲ့နိုင်ပွဲကိုဗျာဝင်ပါလီမှာအရယူပေးနိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်နေကြပါတယ်ကစားသမားတွေဘက်ကဗျာကြည့်မယ်ဆိုရင်အခုချိန်မှာသူတို့ကဝေဖန်မှုတွေကိုဗျာလက်တွေ့ခြေစွမ်းနဲ့ဒီတုတ်ပြန်ဖို့အားခဲနေကြပါတယ်ကွင်းထဲမှာတယောက်နဲ့တယောက်ဒီအပေးယူတက်တဲ့နဲ့ဗျာအရင်ကားထက်ပိုပြီးတော့ညီညွတ်စွာနဲ့ကစားပြသွားဖို့ပြင်ဆင်ထားကြပါတယ်ပွဲပြီးခန့်နေရတဲ့အထိဗျာအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အပြေးလွှားဆုံးအကျိုးစားဆုံးပုံစံကိုကျွန်တော်တို့အားလုံးမြင်တွေ့ရပါလိမ့်မယ်ချက်စီအပ်ဒေ့တဲ့တွေကို VPN လိုပဲအခမဲ့ဖတ်ရှုရှင်တဲ့မိတ်ဆွေတို့က comment အောက်က Telegram လေးမှာအခမဲ့ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်